တော့ဘလူးတာပဲဖြစ်ပါတယ်ဒါကတော့ channel ကရဲ့ season 1 episode 1ဖြစ်ပါတယ်ဒါ episode 1မှာဆိုရင်တော့ကျတော့တဲ့တွေ like ခေါင်းပါခင်ဗျာပြီးတော့ကျတော့ credit တွေမှာပြီးတော့ credit တွေမှာကျတော့ as ရဲ့ big one big ရဲ့လောက်ရပါတယ်ပြီးရင်ကျတော့ credit တွေပါဖြတ်ပါခင်ဗျာပြီးရင်ကျတော့ sugar cane နဲ့ခုနကမြင်ရတော့ sugar cane နဲ့တောက်ခေါက်ပါခင်ဗျာsugar cane ရောက်ပြီဆိုရင်တော့ကျတော့ sugar cane အောက်ကနေခေါ်ရပါခင်ဗျာပြီးရင်ဟိုဘက်ကန်းကိုခေါ်ပြီးတော့မိုက်တော့တူကိုလောက်ပါတယ်အဲ့ဒီမှာအလဲမှာမြစ်ကခံရတော့ရေကူလာရတယ်ပါခင်ဗျာကျတော့တိုက်ရဖို့ဘယ်တော့မှမလိုတော့ဘူးဗျရောက်ပြီတင်ရဆိုဒီမှာပေါက်နေဘယ်သူလာခုတ်လာမသိတူအဲ့ဖြစ်မှာနေပါကျတော့ဒီမှာရေနဲ့အပေါ်တားတယ်ဒီမှာတက်ပင်နဲ့ညှက်နေတယ်ပြီးရင်ကျတော့မိုင်းရဲကိုလိုက်ရှာဘလို့မှမိုင်းရဲတွေပါအောက်မှာအဲ့ဒါမိုင်းရဲအဲ့တော့တိတ်မကောင်းရအဲ့ကြောင့်မလို့ကျတော့တခြားမိုင်းရဲလိုက်ရှာနေပါတယ်ကျတော့ကောင်းတဲ့ကူတကူလေးတွေ့ပြီဆိုရင်တော့ကျတော့အဲ့ကူရမှာပစ္စည်းချလိုက်ပါတယ်ခွဲတွေ့တွေပါလားအရင်မချခင်ကျတော့ခိုးလေးပါလေးညာလေးလည်းတူးလိုက်ပါလေညမှာ credit တွေပါချပြီအဲ့တန်းမှာ stone picker တခုလောက်တယ်ပြီးရင်ခိုးရပြန်တူးရခိုးရဒီမှာမီးချောင်းလေးပြန်လောက်ပါခင်မီးချောင်းလောက်ပြီးဆိုရင်တော့ကျွန်တော်ဒီကော်ဘတ်စတိုးတွေပြန်ယူပါခင်ဗျာအဲ့ဒါနဲ့ဟိုမှာမိထောက်တကူကပြုတ်သွားပြတ်တတ်အောင်နောက်အများကြီးပို့တယ်ပြီးရင်ကျွန်တော်ဆက်တူးပါခင်ဗျာဆက်တူးပါနောက်လည်းကော်ဘတ်စတိုးတွေအများကြီးဆက်တူးပါခင်ဗျာပြီးတော့ဒါနဲ့ခဲအပြီးအောင်ထွက်ပြီးညနေတိုင်းဆောင်းနေပြီဆိုတော့မနက်နောက်တဲ့ဗီဒီယိုတစ်ပုံးမှပြန်တူးမယ်လို့ကျွန်တော်ဆုံးဖြတ်ပါတယ်မတူးခင်ကျတော့ဖယက်တီးလေးရှိသမျှဖယက်တီးလေးအားလုံးယူရတယ်ပါတယ်ဖယက်တီးအားလုံးကုန်ပြီဆိုတော့ကျွန်တော်သွားကြပါမယ်ခင်ဗျာအားလုံးပဲမနောက်ဗီဒီယိုကြမှာပြန်တော့ bye bye